ဒီစက်ကူတီရှူလေးကိုလူတစ်ယောက်ကဒေါ်လာ1 သန်းနီးပါးပေးပြီးဝယ်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီစက်ကူကပကြီးကားလည်းမဟုတ်လို့ရှေးအောင်ပစ္စည်းတစ်ခုလည်းမဟုတ်ပါဘူး။ဒီတိုင်းတာမန်စားတော့ဆိုင်တွေမှာအလွယ်တကူတွေ့နိုင်တဲ့တာမန်စက်ကူတီရှူတွေရပါပဲ။အော်စရာကတော့ဒီတီရှူတွေဟာလီယိုနယ်မက်ဆီရဲ့ဘောကွန်းတွေမဟုတ်ဘဲနဲ့ကပတ်ဘောလုံးသမိုင်းတစ်ခုလုံးကိုပါပြောင်းလဲပေးနိုင်ခဲ့တာပါ။ဆိုတော့ဘာကြောင့်တာမန်တီရှူတွေကဒေါ်လာ1 သန်းနီးပါးအထိတန်ဖိုးရှိလာခဲ့တာလဲ။ဒီအဖြေကိုသိရဖို့ဆိုရင်တော့လီယိုနယ်မက်ဆီရဲ့ငယ်ဘွားစီကိုပြန်သွားကြအောင်ဗျာ။မက်ဆီအသက်9နှစ်လောက်ကလေးကဒေသခံဘောလုံးအသင်းမှာသူစပြီးကစားနေပါပြီ။ခြေထောက်တီးတီးလေးတွေနဲ့ဘောလုံးပါရမီကတော့အစမတန်ကြီးတယ်ပေါ့ဗျာ။ဒါပေမဲ့ကန်ဆိုးချင်တော့အသက်17နှစ်အရွယ်မှာမက်ဆီရဲ့ခန္ဓာကိုယ်ကဟော်မုန်းတက်ချို့တယ်ပြီးအရက်လဲဆက်ရှိလာမှမဟုတ်တဲ့အပြင်ကြီးထွားမှုလုံးဝရပ်တန့်သွားတော့မယ်လို့ဆရာဝန်တွေကတတိချပြောလိုက်တာပါပိုပြီးဆိုးတာကတော့အဲ့ဒီအချိန်တော့ကအာဂျင်တီးနားမှာရှိတဲ့ကလပ်အသင်းတွေဟာသူ့ရဲ့စီးကူးသားစိတ်ကိုအကုန်ကြမခံနိုင်ကြပါဘူးဒါကြောင့်မလို့မက်ဆီရဲ့မိသားစုကမျှော်လင့်ချက်တွေအကုန်လုံးကုန်ဆုံးသွားခဲ့ရပါတယ်ဒါပေမဲ့အရန်ကိုအံ့ဩဖို့ကောင်းတာကအဲ့ဒီကာလအတွင်းမှာပဲဘာစီလိုနာအသင်းရဲ့တာဝန်ရှိသူတွေကကလေးလေးမက်ဆီရဲ့ပါရမီကိုမြင်သွားခဲ့လို့ပါအဲ့ဒါနဲ့ပဲမက်ဆီရဲ့အဖေနဲ့အသင်းရဲ့တာဝန်ရှိသူတွေကချက်ချင်းပဲညှိနှိုင်းပြီးတော့စားတောက်ဆိုင်ကစက်ကူတီရှူလီတရွက်ပေါ်မှာတင်အသင်းစာချုပ်ကိုကမန်ကရန်ရေးပြီးလက်မှတ်ထိုးခဲ့ကြတယ်ဗျဒါပေမဲ့သူတို့မသိလိုက်တာကအဲ့ဒီစက်ကူလေးဟာကမ္ဘာဘောလုံးသမိုင်းကိုပြောင်းလဲပြတော့မယ်ဆိုတာပါပဲ Llamo Lionel Messi, tengo 13 años, relince, está allá a jugar en el Barcelona, pensar club más grande del mundo. ဒီလိုနဲ့ပဲသူ့ဘဝအတွက်ရွှေရောင်ခေတ်တွေကအခုလိုစပါတယ်ဘာစီလိုနာအသင်းမှာပဲချန်ပီယံလိဖလားလာလီဂါဖလားတွေနဲ့အတူတူးချင်းစုတစိတ်တွေကိုပါဒရက်ဆက်သိမ်းပိုက်ပြီးတော့ကမ္ဘာဘောလုံးလောကရဲ့အကီတပါးဖြစ်လာခဲ့တာပါသူ့ကိုတစ်ခါငှားရင်ဒေါ်လာတန်းပေါင်းများစွာပေးရပြီးတော့အသက်20မပြည့်ခင်မှာတင်ဘီလီယံနာတယောက်ဖြစ်နေပါပြီဒီမှာအရန်ထူးဆန်းတာကမက်ဆီရဲ့ဘောလုံးသမားဘဝတစ်ခုလုံးကိုအစပြုပေးခဲ့တဲ့အဲ့ဒီစားတောက်ဆိုင်ကစက်ကူတီရှူလေးကလည်းသူနဲ့အတူတန်ဖိုးတက်လာတာပါ2024ခုနှစ်မှာတင်အဲ့ဒီစက်ကူလေးဟာဒေါ်လာ1 သန်းနီးပါးနဲ့စံချိန်တင်လေးလံအောင်သွားတဲ့အထိကမ္ဘာသမိုင်းဝင်ပစ္စည်းတစ်ခုဖြစ်သွားခဲ့ပါတယ်မက်ဆီဟာဘာစီလိုနာမှာသူ့ဘဝတစ်ခုလုံးစာ22နှစ်ကြာအောင်ပြီးဆက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့တကမ္ဘာလုံးကိုစွန့်အားသွားစေမယ့်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။အဲဒါကတော့မက်ဆီဟာဘာစီလိုနာအသင်းကနေမျက်ရည်အဝိုင်းသားနဲ့နှုတ်ဆက်ထွက်ခွာခဲ့ရတာပါပဲ။ဒီလိုထွက်ခွာရတာကအသင်းရဲ့ဘန်နာရေးအကျက်တဲတွေကြောင့်နဲ့စပိန်လာလီဂါရဲ့စီးမီနီကြောင့်ဆိုတာအားလုံးကသိကြပေမဲ့သူဒီလိုခွဲခွာရမယ်လို့ဘယ်သူမှအစင်သင်းမဖြစ်ခဲ့ကြပါဘူး။နောက်ဆုံးမှာတော့မက်ဆီကနှုတ်ဆက်မိခွင့်ပြောတဲ့အချိန်မှာစကားတောင်လုံးဝမပြောနိုင်ဘဲနဲ့ရှာကြီးတငယ်ငိုချခဲ့ရရှာပါတယ် Hoy me toca despedirme de esto, como dije antes, fueron muchísimos años, toda mi vida acá. Llegué siendo muy chiquito, con 13 años. ဒါပေမဲ့ဗျာဒီလိုအချိန်မှာတော့မှသူ့ရမှာဆန်းကရှော့မတော့ဘူးဗျအဲ့ဒီနှုတ်ဆက်ပွဲတုန်းကမက်ဆီငိုပြီးတော့မျက်ရည်တုပ်ခဲ့တဲ့တ िश ူးကိုတောင်မှလူတယောက်ကအမိုက်ပုံးနှင်းကနေပြန်ကောက်ယူပြီးတော့အဲ့ဒီအထက်မှာမက်ဆီရဲ့ DNA တွေပါလို့ခလုံးပြန်ပွားလို့ရတယ်ဆိုပြီး online ပေါ်မှာဒေါ်လာ1 သန်းနဲ့လေးလံတင်ရောင်းမှုစူးစမ်းတဲ့အထိဖြစ်ရဆန်းကြီးဖြစ်ခဲ့တာပါဒါပေမဲ့တစ်ဖက်မှာလည်းမက်ဆီရင်ဆိုင်နေရတဲ့ပြဿနာအကြီးတစ်ခုလည်းရှိပါတယ်သူကနိုင်ငံခြားကလပ်တစ်ခုဖြစ်တဲ့ဘာစီလိုနာမှာတော့အသင်းလိုက်ရွှေဖလားတွေတဦးချင်းစုတစိတ်တွေကိုဒရက်ဆက်ရရှိခဲ့ပေမဲ့မိခင်အာဂျင်တီးနားနိုင်ငံအသင်းအတွက်အဓိကဖလားကြီးတစ်ခုတောင်ရယူမပေးနိုင်သေးတာပါအဲ့ဒါကလည်းသူ့မှာအကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်ခဲ့မှုပါတယ်2014ကမ္ဘာဖလားဗိုလ်လုပွဲမှာဂျာမနီကိုအရေးနှိမ့်ခဲ့ရတယ်လို့2015နဲ့2016ကိုပါအမေရိကဗိုလ်လုပွဲတွေမှာလည်းဒုတိယနဲ့ပဲကျင်းနေခဲ့ရပါတယ်အဲ့ဒီမှာစပြီးလူတွေကလည်းဝိုင်းပြီးဝေဖန်လာကြပါတယ်ဘယ်လောက်ထိလဲဆိုရင်မက်ဆီက PR တွေအရန်များပြီးနိုင်ငံအသင်းကနေအနားယူတော့မယ်လို့တရားဝင်ကြေညာတဲ့အထိပါဒါပေမဲ့ဒီလို PR တွေကြောင့်လဲကြရမယ့်အစားသူအားပေးတဲ့ပြည်သူတွေကိုပျော်သွားအောင်လို့တပံလုံးပြလိုက်ပါတော့တယ်2021ကိုပါအမေရိကဘလူးပွဲမှာတော့အာဂျင်တီးနားအသင်းရဲ့အထာဝရပြန်ပြဘရာဇီးအသင်းကိုသူတို့ရဲ့အိမ်ဝန်းမှာနဲ့အနိုင်ယူပြီးတော့အာဂျင်တီးနားအတွက်နှစ်ပေါင်း30နီးပါးဝေးကွာနေတဲ့ချန်ပီယံဆုဖလားကြီးကိုစတင်ရယူပေးနိုင်ခဲ့ပါတယ်အဲဒီနောက်မှာတော့ဘောလုံးသမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးဖြစ်ကြီးရောက်ရှိလာခဲ့တာပေါ့ဗျာအဲ့ဒါကတော့အားလုံးသိကြတဲ့2022ကာတာကမ္ဘာဖလားပြိုင်ပွဲကြီးမှာတော့မက်ဆီကသားမန်ကစားသမားတစ်ယောက်မဟုတ်တော့ဘဲနဲ့တကမ္ဘာလုံးကိုတုံ့လုံးစေခဲ့တဲ့ခေါင်းဆောင်မှုတွေခြေစွမ်းတွေနဲ့အတူအာဂျင်တီးနားတစ်ဖွဲ့လုံးပူးပေါင်းပြီးကမ္ဘာချန်ပီယံဆုဖလားကြီးကိုတိမ့်ပိုက်ပြနိုင်ခဲ့ပါတယ်အပြည့်ပြောဝေဖန်နေကြတဲ့သူကိုအပြီးတိုင်းနှုတ်ပိတ်ပစ်ခဲ့ပြီးတော့ဂုတ်ပြေတမိုင်းသိရေးထိုးလိုက်တော့တာပါပဲဒီလိုအနိုင်ဆုံးအမြင့်ဆုံးတွေကြော်ဖြတ်ပြီးတော့စိတ်မရင်းရိုင်ပဲသူအမြဲတစ္ဆာရှိနေတဲ့အရာတွေထဲမှာသူ့ရဲ့မိသားစုလည်းပါပါတယ်သူဟာငွေကြေးတွေတိတ်ကူချမ်းသာပြီးနာမည်ကြီးနေပေမဲ့မိမကိစ္စတွေမှာတော့ဝေးဝေးမှာပဲအမြဲကင်းကင်းရှင်းရှင်းနေတဲ့သူပါဘလောက်ထိတောင်လဲဆိုရင်တခြားမိမတွေအနမ်းကန့်ရင်တော့သူကလုံးဝမကြည့်ဘဲနဲ့မထိအောင်ကိုရှောင်ရှားတတ်တာပါဒီလိုဆိုတော့မက်ဆီနဲ့သူ့ရဲ့အမျိုးသမီးကကလေးဘဝလေးကလေးကစတီးခဲ့ကြတာဗျမက်ဆီကအသက်9နှစ်အရွယ်မှာတည်းတနေ့ကျရင်မင်းကငါ့ရဲ့ချစ်သူဖြစ်လာရမယ်ဆိုပြီးကြီးစက်တာပေးခဲ့ပူပါ
ပါတယ်။မက်ဆီတယောက်စပိန်ကိုပြောင်းသွားလို့ဝေးကွာခဲ့မှုပေမဲ့သူ့ချစ်သူစိတ်ဆင်းရဲစရာကြုံတဲ့အချိန်တိုင်းအာဂျင်တီးနားကိုချက်ချင်းပြန်လာပြီးချစ်သူဘေးနားမှာရှိပေးခဲ့ပါတယ်။ကလေးဘွားကနေအခုတည်းကဇနီးတဲ့တယောက်တည်းကိုပဲမျက်မျက်နှာနှာချစ်ခဲ့တဲ့ယောက်ျားကောင်းတစ်ယောက်ပါ။ဒီလိုတွေတစ္ဆာရှိလို့လေပရိသတ်တွေကသူ့ကိုလေးစားပြီးရင်လေးစားနေကြတာပါ။ကလေးဘွားကယောဂတဲ့ကောင်လေးတယောက်ကနေကဘာကြီးတစ်ခုလုံးကိုသူ့ဩစာအောင်မှာလွှမ်းမိုးနိုင်အောင်လုပ်ပြနိုင်ခဲ့ပါတယ်။ပြီးတော့အသက်အရွယ်ကြီးလာပေမဲ့အခုတည်းကလည်းမယမနာဆက်ပြီးသူ့ကိုချစ်တဲ့ပရိသတ်တွေအတွက်ကစားနေလို့ပါပဲ။မက်ဆီရဲ့သမိုင်းကြောင်းဟာကျွန်တော်တို့လူငယ်တွေအတွက်ကတော့ဘဝမှာဘလောက်ပဲကြာရှုံးမှုတွေရင်ဆိုင်နေရပါစေ။လုံးဝမရက်တနိုင်ဖို့နဲ့အောင်မြင်အောင်အမြဲတမ်းရှေ့ကိုဆက်လျှောက်ဖို့ဆိုတဲ့သင်ခန်းစာကိုကောင်းကောင်းကြီးပေးသွားတာပါ။အားကစားဆိုတာကတော့အနိုင်အရှုံးနှစ်ခုပဲရှိတာမလို့ဒါကိုလက်ခံနိုင်တဲ့အားကစားစိတ်အပြည့်ရှိဖို့ကိုလည်းမက်ဆီစီကနေသင်ရမှာဖြစ်ပါတယ်။ En mi día a día o en el entrenamiento, partido, en mi vida, la verdad que no cambió absolutamente nada, ¿no? Lo único que sí que puedo decir que somos campeones del mundo, que tenemos una estrella más en la historia de los mundiales y que, como decía antes, que no me falta nada por conseguir, que lo conseguí todo. ဒါဆိုဒီနေ့တော့ဒီလောက်ပါပဲ။ Brushing ကနေနောက်ထပ်ဘူးတူတာရစရာဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်ခင်ဗျာ။အော်မေးလို့ကျွန်တော်လီယိုနယ်မက်ဆီအကြောင်းကိုနောက်ထပ်အသေးစိတ်ဗီဒီယိုလေးတစ်ခုကျွန်တော်တင်ဆက်ပေးဖို့ရှိသေးတယ်ဗျာ။အားကြောင့်လည်းကျွန်တော်ကိုဆက်လက်စောင့်ကြည့်ပေးပါဦးဗျာ။ ¿Cómo se llama? Messi.